Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပေါ့နော်ကျွန်တော်တို့ဒီ Manchester United နဲ့ပတ်သက်ပြီးမှကျွန်တော်တိုက်စစ်မှုအပြောင်းလဲလေးတွေကျွန်တော်ဈေးကွက်မှာလှုပ်ရှားတဲ့သတင်းချက်လက်လေးတွေကျွန်တော် David Austin ရဲ့သတင်းစာရှင်းလင်းပွဲကျွန်တော်တို့ဒီအခြေအနေပေါ်မှာမူတည်ပြီးမှကျွန်တော်အချက်လက်လေးတွေတင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့အကွန်ညာပေါ့နော်ကျွန်တော်တို့ဒီအကွန်ညာနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ United ကရဖို့အတွက်ကစားသမားကလည်း Manchester United မှာ Manchester United ဖြစ်နေတယ်ကျွန်တော်တို့ဒီပြောင်းရွှေ့ကြီးကလည်း62.5 တန်းကသူ့ရဲ့ကျွန်တော်တို့ဒီစာချုပ်ဖြတ်သိမ်းခြင်းပေါ့နော်စာချုပ်ဖြတ်သိမ်းခြင်းဆိုတာကညီကိုတို့သိတဲ့အတိုင်းပဲလုံးဝတစ်ခါတည်းတန်းပေးရတယ်ကျွန်တော်တို့ဒီရိုးရိုးအခုကျန်တဲ့ကစားသမားတွေလို့ဗျာဒီပေါင်တန်း60ကို2ရက်ခွဲပေးမယ်3ရက်ခွဲပေးမယ်4ရက်ခွဲပေးမယ်ဆိုတော့အနေထားမှာအဲ့လိုအနေထားမရဘူးကျွန်တော်စာချုပ်ဖြတ်သိမ်းခြင်းဆိုတာတစ်ခါတည်းလုံးကနေပေးရပါတော့တစ်ခါတည်းလက်ငယ်ကတ်ဆောင်ပေးရတဲ့အနေထားပေါ့နော်ကျွန်တော်တို့ဇက်စီတို့ပါတော့ကျွန်တော်တို့ David Whiteland ကိုခေါ်ခဲ့တဲ့နေရာမှာကျွန်တော်တို့လုံးပေါ့နော်ကျွန်တော်တို့ဒီအကျွေးစနစ်နဲ့ပေါ့နော်အကျွေးစနစ်နဲ့ပေးချရတဲ့ဟာရှိတယ်ဒါပေမဲ့အကျွေးစနစ်ဆိုတာကဒါပေမဲ့ကာလပေါက်ဈေးကပေါင်တန်း30ရှိတယ်32တန်းပေးတာတော့33တန်းပေးတာတော့2တန်း3တန်းကိုပူပေးပြီးမှကျွန်တော်တို့2ရက်ခွဲပေးမယ်3ရက်ခွဲပေးမယ်ဆိုပြီးမှပေးရတဲ့အနေအထားကိုကျွန်တော်တို့ကကစားသမားတော်တော်များများမှာအဲ့လိုမျိုးအယောင်းဝယ်လောက်ကြပါတော့ဒါပေမဲ့စာချုပ်ဖြတ်သိမ်းကြီးပါတဲ့ကစားသမားတွေကြတော့ဥတမှတ်ထားတယ်အခု62.5 တန်းဆိုတဲ့အနေထားကိုကတ်ဆောင်ပေးရင်ဒီကစားသမားကိုချက်ချင်းခေါ်လို့ရတဲ့အနေထားပေါ့နော်ဒါကတော့သူတို့အသင်းနဲ့ကစားသမားကြားမှာချုပ်ထားတဲ့စာချုပ်ပေါ်မှာမူတည်ပြီးမှကျွန်တော်တို့ဖြစ်ပေါ်တဲ့အပြောင်းရွှေ့အခြေအနေပေါ့ဒါပေမဲ့ဒီကျွန်တော်တို့ Manchester United ကဒီကစားသမားပေါ့နော်မဖြစ်မနေဒန်ဒီဖြစ်ဖို့ရာခိုင်နှုန်းများတယ်ဒီကျွန်တော်တို့ဒီတောင်ပန်တိုက်စစ်ကစားသမားတွေရောင်းပြီးမှခေါ်မလားဒါမှမဟုတ်တခါတည်းချက်ချင်းလက်ငင်းကက်ဆောင်ပေးပြီးခေါ်မလားဆိုတာကျွန်တော်တို့နေရာဒီပြောင်းရွှေ့မှာကျွန်တော်တို့ဆက်လက်ဆောင်ကြည့်သွားမှာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့ဒီနံပါတ်9 row ပေါ့နော်နံပါတ်9 row နေရာမှာကျွန်တော်တို့နာမည်ထွက်နေတဲ့အဓိက main ပေါ့နော်တည်ကြတဲ့ကစားသမားတော့ကျွန်တော်တို့အိုစီမန်ဖြစ်ပါတယ်အိုစီမန်ကကြတော့ကျွန်တော်ပေါင်85တန်းလောက်ဈေးခေါ်နေတယ်ပေါ့နော်နာပိုလီကလုံးဝ85တန်းဆိုတော့ကျွန်တော်တို့ဒီလက်ရှိအနေအထားနဲ့ Manchester United အခုကျွန်တော်တို့ဒီပေါ့နော်ဘတ်ဂျက်အနေထားနဲ့ဘလို့မှမကိုက်တဲ့ကစားသမားကလည်းကျွန်တော်တို့ Manchester United ကိုလာကျင်တယ်ဘယ်လိုပြောမလဲလာစားလဲ short ယူဆို short မဲ့အနေထားဒါပေမဲ့သူ့ရဲ့အသင်းဖြစ်တဲ့နာပိုလီအသင်းတွေကကြတော့ဒီပြောင်းရွှေ့ခြင်းညှိရမယ်စာချုပ်ဖြတ်သိမ်းခြင်းတွေထားပါတော့ဒီလက်မှတ်ထိုးခြင်းဘာညာပေါ့အစုံပေါ့ဗျာငွေပေးချေမှုအခြေအနေတွေလုံးဝအခြေအနေမကောင်းနိုင်တဲ့အနေထားပေါ့ဗျာနာပိုလီဆိုတာနည်းနည်းဈေးကင်တဲ့အသင်းထဲမှာပါတယ်အဲ့အတွက်ကြောင့်ကျွန်တော် David Austin ကိုလက်လျှော့မယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတယ်အခု David Austin မှာပြောတဲ့အနေထားအရဒီ Osimhen ကိုကျွန်တော်တို့လက်လျှော့ပြီးတဲ့အနေထားမှာဘယ်ကစားသမားကိုကျွန်တော် Manchester United က target ပြောင်းလာလဲဆိုတော့တန်းစင်သွားတော့မဲ့ကျွန်တော်တို့ဒီကစားသမားဖြစ်တဲ့ဒီလက်ပေါ့နော်ဒီလက်ကသူ့ရဲ့အသင်းကကျွန်တော်တို့ဒီပေါ့နော်စာချုပ်ဖြတ်သိမ်းကြီးပေါင်တန်း30ဝန်းကျင်လောက်ပဲရှိတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီပေါင်တန်း30ဆိုတဲ့အနေအထားမှာဒီအခုလက်ရှိကာလာပေါက်ဈေးနဲ့ဆိုရင်အနေအထားတရက်အရတန်တဲ့ကစားသမားဒီလက်ဆိုတာ Premier League မှာအခြေကျပြီးသားကစားသမားခြေစွမ်းပြပြီးသားကစားသမားအထိုင်ကျပြီးသားကစားသမားဆိုတော့ကျွန်တော် Manchester United အနေနဲ့ဒီပြောင်းရွှေ့ခြင်းကိုသုံးနိုင်တဲ့အနေအထားမှာရှိတယ်ပေါ့နော်။ Osimhen က85တန်းအသက်အရွယ်က26နှစ်ဒါပေမဲ့ဒီသူ့ရဲ့ဒဏ်ရာအခြေအနေရလဲဒီ Premier League မှာအံဝင်နိုင်မဲ့အနေအထားရှိမရှိဆိုတာလည်းမသိကြဘူး။ဒါပေမဲ့ဒီလက်ကကြတော့ကျွန်တော် Premier League မှာအတော်အသင့်ခြေစွမ်းပြသထားတဲ့ကစားသမားနံပါတ်9 row စစ်မှာလဲသိရမလားအတော်အသင့်ကောင်းတဲ့ကစားသမားလို့လည်းပြောလို့ရတယ်ဈေးနှုန်းနေထားရလဲတင့်တယ်သူ့ရဲ့ခြေစွမ်းပြမှုအနေထားမှာလဲလုံးဝလက်ခံတဲ့ကစားသမားပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီလက်ကိုခေါ်သွားမလားဆိုတာကျွန်တော်ဆက်လက်စောင့်ကြည့်ရမယ်နောက်တစ်ယောက်ကျွန်တော်တို့ဒီလက်မရခဲ့ရင်ဒုတိယ option အနေနဲ့တတ်မှတ်ထားတဲ့ကစားသမားတော့ Crystal Palace ရဲ့ကျွန်တော် Mateta ပေါ့နော် Mateta ဆိုရင်လည်းဒီယာဒီမှာအခြေအနေကောင်းနေတဲ့ကစားသမား Crystal Palace မှာတိုက်စစ်မှုနေရာကိုအတော်အသင့်ပေါ့နော်ဒီဘယ်လိုပြောမလဲဒီအမြင့်ဘောလာမလားမြေလိမ့်ဘောလာမလားဘယ်နေရာနေသူ့ကိုဖန်တီးပေးမယ်ဆိုရင်အဆုံးသက်တည်ကြတဲ့တိုက်စစ်မှုတွေမှာပါတဲ့ကစားသမားပေါ့နော်အသက်အရွယ်အရဆိုရင်လည်း25 26ဆိုတော့သူ့ရဲ့ prime time ကစားသမားဖြစ်တယ်Crystal Palace မှာလည်းဘယ်လိုပြောမလဲတိုက်စစ်မှုနေရာမှာအဓိကနေရာမှာစွမ်းစွမ်းတမန်ပြသထားတဲ့ကစားသမားပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ Manchester United ပြောင်းရွှေ့ကြီးရလဲပေါင်တန်း30ဝန်းကျင်ဆိုတော့ဘာပဲပြောပြောကျွန်တော်တို့ United ရဲ့ budget နဲ့စိတ်ဖြစ်နိုင်မဲ့ကစားသမားပေါ့နော်ဘယ်လိုပဲပြောပြောဒီလက်ရယ်မာတေးတာရယ်
အခြေအနေကောင်းနိုင်တဲ့အနေထားပေါ့နော်ကျွန်တော် Manchester United ပရိသတ်တွေနဲ့ညီကိုတွေရောဘလို့ဟိုစိတ်ထဲထင်လဲပေါ့နော်ဒီကျွန်တော်တို့ဒီ Victor Osimhen ကကျွန်တော်တို့ Victor Osimhen 85 တန်းလောက်တောင်းရမယ်။ထားပါတော့ဒီလက်နဲ့မာဒေတာကြာပေါင်တန်း30ဝန်းကျင်ပဲတောင်းရမယ်။ Premier League မှာအထိုင်ကျပြီးသားကစားသမား။ပြီးတော့ကြာဈေးကွက်အနေနဲ့လည်းအတော်အသင့်သုံးလို့ရတဲ့ကစားသမား။ဘယ်ကစားသမားကိုရွေးချယ်မလဲဆိုတာကိုညီကိုတွေဘာပဲပြောပြောဟောဘယ်ကစားသမားကိုရကျင်လဲဘယ်ကစားသမားကကျွန်တော်တို့ Manchester United အတင်းနဲ့အန်ဝင်ခွင့်ကြဖြစ်မလဲဆိုတာကျွန်တော် comment box လေးပါဝင်ရောက်ငင်းခုံဆွေးနွေးသွားကြပါအောင်လို့ကျွန်တော်ဒီညနေမှာပြောချင်ပါတယ်နောက်ထပ် update ဖြစ်မဲ့သတင်းလေးတွေလည်းကျွန်တော်စူးစမ်းပြီးတင်ဆက်ပေးပါမယ်ပထမဆုံးကျွန်တော်ဒီပေါ့နော်သတင်းလေးကိုတင်ဆက်တဲ့နေရာမှာကျွန်တော်လိုအပ်ချက်လေးရှိပါတယ်တီးခံပြီးမှကြည့်ရှုအားပေးကြပါအောင်လို့ကျွန်တော်ဒီညနေမှာမြစ်တာရက်ခံချင်ပါတယ်ကျွန်တော်ဒီကတော့ကိုချင်း football show ပါအားလုံးကိုကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပြီးတဲ့လူတယောက်ချင်းစီတိုင်းကိုထူပဲကျေးဇူးတင်ရှိပါကြောင်းပြောရင်းနဲ့ဒီဗီဒီယိုလေးကိုရပ်နာလိုက်ရပါတယ်အားလုံးပျော်ရွှင်ချမ်းမြေ့တဲ့နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဒီညနေမှာဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ